Okay ပါကလေးကဆွဲသမားဒီနေ့မှလှုပ်လို့ဆိုတော့ तू မသိသေးဘူးခင်ဗျာဆွဲချင်းနေပြီတဲ့ချောစာရကနကောဆိုင်နာအားပေးတော့လားSwag